ငါညလေးမျိုးတစ်တော့မှကြည့်လိုက်တာဒီကာဘာစီတီရတဲ့သူဒီဆိုင်ထဲဝင်လို့ရှိရင် promotion တွေလည်းရှိတယ်ပြီးလို့ရှိရင်နောက်ကဝင်သွားပြီဆိုတာငါတို့ဒီဖုန်းလေးနောက်ကကလင်းစင်းလုပ်ပေးတယ်ငါတို့တစ်ဆက်ဝင်အမြင်လဲလုံးနေကြမျိုးရှိတယ်အင်းနော်ငါဖွားလာလို့ပြောတာမျိုးညီမလေးကိုမင်္ဂလာပါ။ဘာများလို့ကျင်တာဒီကုဆိုင်မှာပုံရတာပါမှမဟုတ်ဘူး။ကောင်းတဲ့ဆက်လုပ်ကြည့်တာပါလေးပြောလားဒီကဘာလေးကညီမအတွက်တိုင်းဗရန်ထုတ်တာဆိုရင်9000တောင်မရှိရဲ့ညီမကတက်မယ်ဆိုရင်ညီမအတွက်ထုတ်ထားတဲ့အတိုင်းပဲဖြစ်သွားမှာဒီကောင်လေးဆိုရင်ဒီဒိုင်းရမှာစား quality ကောင်းလေးထုတ်ပေးထားတယ်လက်ရမတင်ပါလိမ့်မယ်ညီမခိုင်အဆင်ပြေရောင်းရ9000တောင်ဟိုလေဒီ line က9000မှညလေးဒီဆိုင်ရှိဟာဒီတစ်ခုမေးကြည့်ဒီအောင်းထုတ်လို့ရှိတယ်ဒီလိုင်းကဘာယူပလတ်စတစ်နဲ့လုပ်ထားအောင်အကာတိုင်းမှာသုံးတဲ့ပလတ်စတစ်ကိုသုံးပေးထားတာအခုကျသွားမယ်ဆိုရင်လည်းမကွဲဘူးကားတိုက်ခံရရင်တော့တိုက်တဲ့ကားပဲပိန်သွားမယ်အခုဖုန်းကတော့ဘာမှမဖြစ်ဘူးအဲ့ဒါကဖွားကတိုက်ခံရမှာလားအေးလေဒီကြီးကဒီလောက်တောင်ကောင်းတာဟုတ်လို့ဒါပေမဲ့နေရာလဲတုံးလိုက်တာဖုန်းကတော့ကားတိုက်ခံရမလားကားတိုက်ခံရမှာဒီလိုကိုလိုဒီဆိုင်လေးမှာ promotion နေနဲ့ပစ္စည်းစေဖို့ကအခုလက်ဆောင်ဒီတဲ့ season လေးရှိရတယ်ဒီလိုပစ္စည်းစေဖို့ကိုအခုကို discount ချပေးတယ်အဲ့လေနေ့ညတက်တော်ရမှာကြည့်ရောဒီဖုန်းကိုလည်းအလားပြင်းပြလုပ်ပေးရဆိုဒီနေ့လေးလုပ်ပြီးရတယ်ဒီပါယူ